စစ်သားတွေဟာအရက်သားတွေကိုတပ်ဖြတ်ဖို့အမိန့်ပေးခံထားရပါတယ်သူတို့အားလုံးကိုဘေးလွတ်ရာကိုရွှေ့ပြောင်းခိုင်းခဲ့ပေမဲ့လည်းများတစ်စင်းကသူတို့ကတယောက်ရဲ့ကိုယ်ကိုထိုးဖောက်ဝင်ရောက်သွားခဲ့ပါတယ်ဒါဟာမတရားတဲ့အသေးခံကိန်းတစ်ခုဆိုတာသူသဘောပေါက်သွားခဲ့တဲ့ချမ်းသာတဲ့သူတွေကဖျော်ဖြေတက်အတွက်စစ်တပ်ကိုပိုက်ဆံပေးထားကြတာပါဒီတစ်ခါပြစ်မှတ်ကတော့သူကိုယ်တိုင်ပါပဲအမျိုးသားဟာသူ့အိတ်ကိုဆွဲယူပြီးထွက်ခွာဖို့ကြိုးစားခဲ့ပေမဲ့လက်နက်ကင်စစ်သားတွေကသူ့ကိုဝိုင်းထားလိုက်ပါတယ်အဖွဲ့သားတစ်ယောက်ကသူ့ကိုတန်းနဲ့ချီတန်းနဲ့စိန်တလုံးပစ်ပေးလိုက်ပြီးနေဆက်ကိုကြော်ဖြတ်နိုင်ရင်အောင်မြင်ပြီလို့ပြောပါတယ်နောက်ဆုံးမှာတော့သူဟာထွက်ပြေးစရာလည်းမရှိတော့ဘူးဆိုတာသိလိုက်ရပြီးတောနက်ထဲကိုပဲပြေးဝင်ခဲ့ရပါတယ်အချိန်စေးတာနဲ့လက်နက်အပြည့်စုံနဲ့အမဲလိုက်သမားတွေစတင်ထွက်ခွာလာကြတယ်ဒါပေမဲ့ဒီတစ်ခါတော့စီးမင်းတွေပြောင်းလဲသွားတော့မှာကိုသူတို့မသိခဲ့ကြပါဘူးသူဟာမျက်နှာမှာအရင်ကတားကောင်ဖြစ်ခဲ့ရတဲ့အလောင်းတစ်ခုကိုတွေ့ခဲ့ပေမဲ့သူမထိတ်လန့်သွားခဲ့ပါဘူးအဲ့ဒီအချိန်မှာပဲတင်းနဲ့တန်တွေရုတ်တရက်ထွက်ပေါ်လာခဲ့တဲ့ကြီးစံတွေကသူ့နားကနေတီတီလေးဖြတ်ပြေးသွားပြီးအမဲလိုက်သမားကတော့လက်မလျှော့ပဲစက်တိုက်ပစ်ခတ်ခဲ့ပါတယ်သူဟာအတန်ကိုနားထောင်ပြီးအမဲလိုက်သမားရဲ့တီနေရာကိုတိလိုက်ရတဲ့အခါရေထဲကိုခုန်ချပြီးအသက်အောင်ထားလိုက်တဲ့နောက်မှာအမဲလိုက်သမားဟာမိကန်းနာကိုရှာဖွေဖို့ရောက်လာခဲ့ပါတယ်နောက်တစ်စက္ကန့်မှာပဲသူဟာရေရဲကနေဝုန်းခနဲထွက်လာပြီးအမဲလိုက်သမားကိုရေရဲဆွဲချလိုက်ပါတယ်သူ့ရဲ့လက်သီးတွေကအမဲလိုက်သမားစီကိုတရက်ဆက်ကြရောက်ခဲ့တယ်အမဲလိုက်သမားဟာမခံနိုင်တော့ပဲအသက်ချမ်းသာပေးဖို့တောင်းပန်ခဲ့ပါတယ်သူရက်လိုက်ပေမဲ့အမဲလိုက်သမားကကျင်ဆက်ကိုထုတ်ပြီးပြန်တိုက်ခိုက်ဖို့ကြိုးစားခဲ့တယ်သူကချက်ချင်းပြန်လဲခုခံပြီးအမဲလိုက်သမားကိုပြင်းထန်တဲ့လက်သီးချက်နဲ့အဆုံးသတ်ပေးလိုက်ပါတယ်အခြားအမဲလိုက်သမားတွေရောက်လာတဲ့ခါမှာတော့လူတိုင်းအံ့အားသင့်သွားကြတယ်ဒါဟာတားကောင်ရဲ့လက်ချက်နဲ့အမဲလိုက်သမားတယောက်ပထမဆုံးချိန်တေဆုံးတာပါပဲဒါပေမဲ့သူတို့ဟာပို့ပြီးတော့စိတ်လှုပ်ရှားလာခဲ့ကြတယ်အဲ့ဒီအချိန်မှာသူဟာအဝေးကိုထွက်ပြေးသွားခဲ့ပေမဲ့အမဲလိုက်သမားတွေကသူ့ကိုအမိလိုက်လာပြီးတင်းနဲ့တွေမြားတွေနဲ့ချိန်ထားလိုက်ပါတယ်သူမြစ်ထဲကိုခုန်ချပြီးကြောက်တုံးနောက်မှာပုန်းနေခဲ့ပေမဲ့မြားတွေကသူ့စီကိုတဖွဲဖွဲကျလာခဲ့တယ်မြားတွေကမအောင်မြင်တဲ့အခါမှာတော့တင်းနဲ့တွေနဲ့ပါဝိုင်းပစ်ကြပြန်တယ်သူလွတ်ပြီးလို့ထင်လိုက်တဲ့အချိန်မှာပဲအမြောက်နဲ့အပစ်ခံလိုက်ရတာကြောင့်သူလွင့်ထွက်သွားခဲ့ပါတယ်သူဟာတောင်ဆောင်တိုင်းလိမ့်ဆင်းသွားပြီးစင်တကောင်နဲ့သွားတိုက်မိခဲ့တဲ့စင်ပိုင်ရှင်အမျိုးသမီးဟာအချိန်မီရောက်လာခဲ့ပြီးအမဲလိုက်ကိန်းအကြောင်းကြားတဲ့အခါမှာတော့သူမဟာဓပုံတပုံကိုထုတ်ပြခဲ့ပြီးသူမရဲ့မောင်လေးဟာလည်းတားကောင်ဖြစ်အသက်ခံခဲ့ရတာကိုသိလိုက်ရတယ်သူမဟာဒီမျိုးသားလွတ်မြောက်အောင်ကူညီဖို့ဆုံးဖြတ်လိုက်ပါတယ်အမဲလိုက်သမားတွေဟာသူ့ကိုရှာမတွေ့တော့တာကြောင့်တရုံးကိုတုံးပြီးရှာဖွေခဲ့ကြတယ်နောက်ထပ်ပြစ်မှတ်တစ်ခုရှိနေတာကိုတွေ့သွားတဲ့အခါမှာတော့သူတို့ဟာမော်တော်ဆိုင်ကယ်တွေနဲ့လိုက်လံဖမ်းဆီးကြပါတယ်အမျိုးသားဟာလေထဲမှာခြေထောက်ကိုကားပြီးဆိုင်ကယ်သမား2ယောက်လုံးကိုကန်ချလိုက်တယ်ပြီးတော့ဆိုင်ကယ်တစ်စီးကိုယူပြီးအမျိုးသမီးနဲ့အတူထွက်ပြေးလွတ်မြောက်သွားပါတော့တယ်